အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာပေါ့နော်ကျွန်တော်တို့ဟုတ်ဘောနော်နာ one piece နဲ့နာတို့ပဲပိုကောင်းလဲအဲ့တော့ပြောပြပြမှာဖြစ်ပါတယ်ဗျာအရင်ဦးဆုံး one piece ကိုစ one piece နဲ့နာတို့ဘယ်လောက်ကောင်းလဲဆိုတော့ pro တည်ရတယ်ဟုတ်လား one piece နဲ့နာတို့ပဲပိုကောင်းလဲပြောမယ်ဆိုရင်မလူဖီကီယာ fight ပြီးတော့ samji လဲဆောင်ရကောင်းတယ်ပေါ့နော်အဲ့ထက်မှာပဲအစိုးရကလည်းတာတို့ရောက်ခိုင်းနေပတ်စံမခိုက်တယ်ပေါ့ကဲဒါပုံစံနဲ့လဲဆောင်ရကိုကောင်းတယ်ဗျာဆောင်ရကောင်းတယ်အဲ့ဘယ်ပိုဆုံးကောင်းမလဲဆိုတော့ဒီone piece နဲ့နာတို့ဘယ်ပိုကောင်းလဲဆိုတော့လည်းမစိုးပြခင်နေတော့လားနာတို့တော့မှကြည့်မယ်နာတို့ဆိုရင်ဆောင်ရမိုက်တယ်ကိုတော့မမုန်းတယ်ခါခါရှိလို့လဲဆောင်ရကြိုက်တယ်ဆောင်ရမိုက်တယ်နာတို့လူတွေများတယ် one piece နဲ့နာတို့ဘယ်ပိုကောင်းလဲပြောမယ်ဆိုတော့ခက်တယ်ဗျာပြောမယ်ဆိုနာတို့ကလည်းကောင်းတယ် one piece ကလည်းကောင်းတယ်ဗျာဆောင်ရမိုက်တော့တယ်မဲ့သူတို့ပိုင်းသားရှည်တော့ကြိတ်ရှင်မကြိုက်မယ်ကျွန်တော်ကြိုက်တယ်ပိုင်းတစ်ခုတော်ရှိတယ် one piece ဆိုတာ one piece နဲ့နာတို့ဘာမတူတာလဲဆိုတော့ one piece ကပိုင်းတစ်ထောင်ကျော်ရှိတယ်နာတို့ကကျတော့ပိုင်း900အဲ့လိုနော်ဒါပေမဲ့ဘော်တို့ထွက်ပြီးဒါပေမဲ့သူရဲ့အပိုင်း900လောက်ရှိမှတင်တယ်အဲ့မဲ့ one piece နဲ့နာတို့ကပြောမယ်ဆိုရင်မိုက်တယ်ဒီခုတော့ကောင်းတယ်အဲ့တော့ဘော်ကဘယ်ပိုကောင်းလဲတက်တော့မှာပေါ့နော်တက်တော်တွေမှာတခုမှာပေါ့နော်အဲ့မှာတင်နေရတယ်ပေါ့နော်ဘယ်ကပိုကောင်းပါလဲဘယ်ကပိုကောင်းပါလဲမရှိဘူးကောင်းပါတယ်နော်ကျွန်တော်တင်ပြီးလို့ပြောကျွန်တော်ကြိုက်တာပြောဘရိုကတော့ဘရိုကြိုက်တဲ့အချိန်ပဲဒါပေမဲ့နှစ်ခုဆိုနှစ်ခုဆုံးကောင်းတယ်ဘာလို့ကောင်းလဲဆိုသူဆွဲရတယ်မူတည်တယ်ဗျာ one piece နဲ့နာတူပဲလူဖီနဲ့နာတိုတဲ့ကောင်တွေကုန်ချမယ်အဲ့လိုချလို့မရဘူးပြီးသူချချင်လို့ချလို့မရဘူးဗျာသူတို့ရဲ့ကာတာဆွဲရမူတည်တယ်သူတို့ဆွဲနေတယ်လေဒီလိုလူဖီနဲ့နာတိုချမယ်ကွာနာတိုဇလန်ကြီးတဲ့ကောင်အဲ့လိုထားလိုက်ပါအဲ့တော့နာတိုက one piece ကိုဘယ်လိုပဲချရပါနာတိုနိုင်ခင်းချင်ဆိုသူနိုင်ခင်းလို့ရတယ်အဲ့မရပါကျွန်တော်ပြောပြချင်း one piece နဲ့နာတိုတစ်ခုဆိုကောင်းပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုဒီလောက်ပါပဲကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပေးကြပါ